မင်္ဂလာပါရှင်ဒီနေ့မှာတော့အိုဆာကာမြို့ရဲ့ World Expo 2025မှာပြုလုပ်သွားခဲ့တဲ့မလေးရှားပဗီလီယံလေးရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားချင်ပါတယ်ဒီပွဲရဲ့ theme ဖြစ်တဲ့ Designing Future Society for Our Lives ဆိုတဲ့ခေါင်းစဉ်အောက်မှာမလေးရှားပဗီလီယံက Weaving a Future in Harmony ဆိုတဲ့အယူအဆနဲ့လူမျိုးယဉ်ကျေးမှုနဲ့သဘာဝတို့ကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်နေမှုကို interwoven ဖြစ်နေဖော်ပြပေးထားပါတယ်နာမည်ကြီးဂျပန်အင်ဂျင်နီယာခင်ဂေါကူမာဆန်ကဒီဇိုင်းရေးဆွဲထားပြီးတော့ဒီပပလီယန်လေးကဝါယို9000နီးပါးလောက်ကိုရက်လုပ်ထားတဲ့ကဲ့သို့ဖန်တီးထားပါတယ်။မလေးရှားရိုးရာစုံကပ်အထည်ပုံသဏ္ဍာန်ကိုတရုပ်ဖော်ထားပါတယ်။အခြေကဲ့သို့နူးညံ့တဲ့အပြင်ပန်းဒီဇိုင်းကတဘာဝအလင်းရောင်ကိုအတွင်းကိုဝင်ပြုပြီးတော့မလေးရှားရဲ့တောက်ပတဲ့အလင်းရောင်ကိုကိုစားပြုတဲ့ပုံသဏ္ဍာန်နဲ့ဖော်ပြပေးထားပါတယ်။အတွင်းပိုင်းမှာသဘာဝသစ်သားအနီရောင်မြေအယောင်နဲ့နေရန်အနေနဲ့ဝါးနဲ့ကျိုးပင်တွေနဲ့ပြုလုပ်ထားတဲ့အမှုပညာလက်ရာတွေကိုအသုံးပြုထားပြီးတော့မလေးရှားရဲ့သဘာဝနဲ့ယဉ်ကျေးမှုကိုပြန်လည်ဖော်ပြထားတဲ့အာကီဒီဇိုင်းလေးလည်းဖြစ်ပါတယ်။အစာအုပ်က3ချက်ပါဝင်ပြီးတော့ပပလီယံမှာ exhibition ပြင်ကိုအထဲမှာ cafe ရဲ့ rental zone အစအရာတွေပါဝင်ပြီးတော့ဧည့်သည်တွေအတွက်အတွေ့အကြုံပြည့်ဝတဲ့နေရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီပဗီလီယံလေးကိုပြုလုပ်နေတဲ့ Expo 6 လအတွင်းမှာလာရောက်လည်ပတ်တဲ့သူ 3.5 သန်းရှိပြီးတော့မူလရည်မှန်းထားတဲ့လူရည်အတွက်ကိုကျော်လွန်ပြီးအောင်မြင်မှုဂျူးတစ်ခုဖြစ်ခဲ့ပါတယ်။ဒီပဗီလီယံကပုံသဏ္ဍာန်တစ်ခုသာမကဘဲနဲ့လူသဘာဝနဲ့အတိတ်အနာဂတ်စတာတွေတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့အဓိပ္ပာယ်တစ်ခုဖော်ပြနေပါတယ်။ interwoven ဆိုတာကတစ်ခုချင်းစီတီးခြားမဟုတ်ဘဲနဲ့ပေါင်းစည်းတဲ့အခါမှာသာအဓိပ္ပာယ်ရှိလာခြင်းဖြစ်တာကြောင့်မို့လို့ဒီခေါင်းစဉ်လေးနဲ့ပုံပေါ်လွင်စရာအာခီတက်ဒီဇိုင်းကိုဖန်တီးထားတာဖြစ်ပါတယ်။မလေးရှားပဗီလီယံကအနာဂတ်ကိုပူးပေါင်းတည်ဆောက်ဖို့အတွက်ကြောင်းပြချက်တစ်ခုအနေနဲ့ကမ္ဘာကိုပြသခဲ့တဲ့ပဗီလီယံလေးလည်းဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။